ဆိုင်မို့တွေ့ဂီတာကိုပွေဖက်ခါရင်းနေလာခဲ့ပြီတရားတွေကြုံစေမမှုတော့ချင်တဲ့ပေါင်းတွင်လုံးသာကိုရင်းနေကစတဲ့ဘာမြေကိုပြောစေမယ်လူဂီတာခရီးသွားမိုင်းတိုင်းများအားချင်များနဲ့ဆိုင်လို့သူကဂီတာခရီးသွားဘာမြေကြီးအားချင်များနဲ့ပေးစံနေအောင်မယ်ဂီတာခရီးသည် oh ဂီတာခရီးသည် oh ဂီတာခရီးသည် ညရီ music channel ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်လေးကတော့ Somia Media ကနေပြီးတော့တင်ဆက်ပေးနေတဲ့ဂီတခီးတဲ့ Music Traveler အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကျတို့အတူတူခီးသွားဖို့အတွက်ခီးတဲ့တယောက်ကိုရွေးချယ်ထားပါတယ်ရှင်အဲ့ဒီခီးတဲ့ကတော့အသင့်ရှိသူဆိုတဲ့ series နဲ့ပရိသတ်တွေအရန်ကြိုက်ပြီးတော့အားပေးခဲ့ကြတဲ့ကိုညံလင်းအောင်ပဲဖြစ်ပါတယ်ဒီတော့ကျတို့ကိုညံလင်းအောင်ရဲ့ဂီတခီးတဲ့အစီအစဉ်လေးကိုညရီပရိသတ်တွေကလည်းအတူတူလိုက်ပါစီးမျောပြီးတော့ခန်းစားကြည့်ပါအောင်နော်မင်္ဂလာပါခင်ဗျာမင်္ဂလာပါအကိုဟုတ်ကဲ့အကိုအရင်ဦးဆုံးအနေနဲ့အကိုနာမည်လေးကိုညီမမေးချင်ပါတယ်နာမည်ကအမည်ရင်းလားနာမည်အမည်ရင်းဒီအမည်ရင်းနဲ့ပေးဖို့နာမည်ရွေးရတော့ကြာသွားတယ်အိမ်ကအမေသူစိတ်တိုင်းကြနောက်အဲ့လိုပေးနေပါမေးနောက်မင်းသိခါတခြားလူတွေစီမှာလည်းမေးနောက်ဆုံးနာမည်ကိုနာမည်နဲ့ပဲကိုလောက်တာပိုကောင်းပါလေဆိုပြီးတော့ဟုတ်ကဲ့ပါအကိုပြီးတော့အကိုမှာအမှုပညာမျိုးရိုးအများကြီးရှိရလို့ကြားထားတယ်ကိုပြောပြပေးပါအောင်မျိုးအဖိုးကရင်တော့ဒီမြန်မာနိုင်ငံမှာပထမဟို TY ဆက်တွေငားတာသူတူဦးပဲရှိတယ်ဦးစံထုံးဆိုအဖွားကရင်တော့ရွှေရှင်မင်းသမီးဗီဒီယိုကားရတယ်မွေးတော်မွေးဟုတ်ကဲ့ပါအကိုဦးလေးကလည်း keyboard တီးရယ်နော်ကိုဟုတ်ဦးလေးကအခုလက်ရှိတီးနေအဲ professional TY မှာဦးရွှေတူဟုတ်ကဲ့ပါအကိုဒါဆိုရင်အခုဒီအမှုပညာလောကထဲဝင်တော့လဲထောက်ပံ့နေအများကြီးရမှာပေါ့နော်ဟုတ်သူတို့ရဲ့အမှုပညာအမှုတွေလို့ပြောလို့ရမှာဟုတ်ကဲ့ပါရှင်အဖေနဲ့အမေကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်အဖေကဦးတန်းထေးအမေကဒေါ်လာလုံးဆွေဟုတ်ကဲ့ပါမောင်နှမသားချင်းအောင်အကိုမောင်နှမသားကျွန်တော်တယောက်တည်းဟုတ်ကဲ့ရှင်ဟုတ်အကိုဒါဆိုရင်အကိုဒီအမှုပညာဒီအကိုရဲ့ဝါသနာလေးကိုဘယ်အချိန်လောက်ကစပြီးတတိထားမိရလဲကိုတချင်းဆိုတာတော့၄၅တန်းလောက်မှဟိုငယ်တော့မင်းသားလုံးမယ်ပဲလူကဖြေရအလုပ်စီးပွားရေးလို့ဘာလို့လဲဘာမှအဲ့လိုစိတ်မဝင်စားခဲ့ဟုတ်ကဲ့ပါကိုဒါဆိုရင်တချင်းဆိုတာအရင်ဆုံးအကောင့်ထဲပေါ်ပြတ်သွားတာပေါ့နော်တရုပ်ဆောင်ကတော့စိတ်ကိုလူကိုနှိမ့်ရတာဆိုတော့အခုချိန်တော့မဖြစ်နိုင်သေးအကို IC နဲ့လည်းတွဲပြတ်သွားတာအောင် IC နဲ့အရင်တော့ကျွန်တော်ဦးလေးဦးရှိတို့သူနဲ့ IC ဘန်မဖြစ်ခင်တည်းကဟိုကိုခရမ်းရယ်ကိုခင်မောင်တန်းသူတို့တပန်သူတို့ဘန်လေးတို့တီးခဲ့ကြအဲ့မှာသူတို့အရင်တည်းခင်ကြတော့ကျွန်တော်ကဦးလေးကိုလည်းပြောခိုင်းတာနောက်အဲ့ဟိုအချင်းငယ်မေခလာသူတို့ဘက်ကလည်းပြောပေးရတယ်လို့ပြောသွားဟုတ်ကဲ့ပါကိုဒီခွေလေးစလုပ်တော့က recording လုပ်တဲ့အချိန်ရောတချင်းရွေးတဲ့အချိန်ရောပေါ့နော်အကိုတခုခုအမှတ်တရရှိခဲ့ဆိုရင်ပြိတ္တကြီးတရားအောင်ပြပြပေးပါအမှတ်တရတော့သူတို့နဲ့အဲ့လိုစလည်းမလုပ်ဘူးလေဒီလို IC ဘန်ကြီးနဲ့တီးရတော့မယ်ဘော်ဒီထိုင်ရတော့မယ်ဆိုတော့အရင်လည်းစိတ်လှုပ်ရှားတယ်။နောက်ကျွန်တော်ဘော်ဒီထိုင်တာ18နှစ်ဆိုတော့ဟိုငယ်သေးတာပေါ့ငယ်သေးတယ်အဲ့မှာဘော်ဒီထိုင်တော့ကီးတွေကအတန်သေးကသေးသေးတယ်ကျွန်တော်တကယ်ဆိုတော့21ဆိုတော့အဲ့မှာရင်ကီးနေတဲ့ဟာဝါးရှိတယ်။အဲ့လေးအမှတ်တရပါတော့ဒါပေမဲ့ပြိတ္တအားပေးတယ်ကျွန်တော်ခွေလေးကိုဟုတ်ကဲ့ဒါဆိုရင်အကို4နှစ်ကျော်5နှစ်လောက်အချိန်ယူခဲ့ရတာပေါ့ဟုတ်တယ်ဒီ2009နဲ့စအဲ့ဒါနဲ့နောက်နာဂစ်ဖြစ်တော့ data တွေကရေးဆိုပြီးတော့ပြတ်သွားတာတကြောင်အဲ့လို date တွေအများကြီးနောက်ကျသွားတာဟုတ်အဲ့ဆိုအမှတ်တရတွေတော့အများကြီးပေါ့ဟုတ်ကဲ့ပါအကိုဒါဆိုရင်အခုများ music ကနေပြီးတော့အကိုရဲ့ဂီတခီးတဲ့အစီအစဉ်လေးကိုကြည့်နေတဲ့ပရိသတ်တွေအရင်ဆုံးတချင်းတစ်ပုဒ်လောက်ရွေးပေးပါအောင်ရှင်ပထမဆုံးတစ်ပုဒ်ဆိုရင်အမှတ်မှတ်ရတငယ်ချင်းတချင်းလေးကိုရွေးပေးခြင်းဟုတ်ကဲ့ပါအရန်ကိုကြိုက်ကြတဲ့တချင်းလေးပေါ့ဒါနဲ့အကိုရဲ့ VCD ထဲမှာဒီတချင်းကိုအကိုကိုယ်တိုင်နဲ့ပါဝင်ပြီးတော့တရုပ်ဆောင်ထားတယ်နော်ဟုတ်ကဲ့ပါအဲ့ VCD ရိုက်တော့ရောအဲ့တငယ်ချင်းချင်းကိုကျွန်တော်အရင်ရိုက်ဖို့ဆုံးဖြတ်တာအရင်ရိုက်ဖို့ကနေပြီးတော့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်နောက်
နောက်ဆုံးမှရတဲ့ချင်းဖြစ်သွားတယ်အဲ့တော့နောက်ကိုမိုက်ကိုအရင်ဒိုက်တာမိုက်ဒီကိုမိုက်နဲ့အရင်တည်းကခင်တော့သူ့တော့ပြောပြရဲကျွန်တော်ဖြစ်ခဲ့တဲ့ပုံစံလေးတွေပေါ့ဒီတငယ်ချင်းနဲ့ဖြစ်ခဲ့တဲ့ပုံစံလေးတော့ပြောပြတော့အဲ့ပုံစံဒီတိုင်းစင်အောင်ရိုက်ပေးမယ်အော်ဒါဆိုရင်ဒီ story လေးကအကိုရဲ့အုံချုံနဲ့တူတယ်ဟုတ်အုံချုံတေးရအောင်ကိုတေးရတငယ်ချင်းပဲရှီနိုဆိုတာသူနဲ့မတွေ့တာ9နှစ်လောက်ရှိသွားပြီအော်ဟုတ်အဲ့တချင်းကကျွန်တော်ဘဝမှာပထမဆုံးစဝယ်ဘူးတဲ့တချင်းပြီးတော့သူနဲ့ကလည်းအဲ့တချင်းလေးလုံးမယ်ဆိုတိုက်တိုက်ဆန်တာအဲ့တချင်းလေးရောက်လာအဲ့တဲ့သူရောင်းမြမရှိတော့တာအခုဒီနေ့ဒီချိန်ထိပဲသူတငယ်ချင်းတွေဆိုဖုန်းဆက်တယ်ဟိုရှီနိုဖုန်းဆက်ပါဘူးနော်ဒါပေမဲ့အဆက်တော့လည်းမလုပ်ဘူးကျွန်တော်ဒီမှာပဲမရှိရတာမသိပါဘူးဒါဆိုရင်သူ့တချင်းကိုအကို series ထွက်လိုက်တဲ့ခါမှာပြိသက်တွေကအရန်ကြိုက်တယ်ဆိုတာကိုလည်းသူမသိသေးဘူးပေါ့မသိတော့ဘူးနဲ့ဟုတ်ကဲ့ပါအကိုဟုတ်ကဲ့ကိုတငယ်ချင်းတချင်းကတော့ဘယ်အချိန်နားထောင်နားတဲ့ကိုချက်ချင်းရောက်ပြီးတော့ဆွဲသွားတဲ့တချင်းလေးပေါ့နော်ဟုတ်အကိုအခုနောက်ပိုင်း show ဝဲတွေမှာရောအဲ့တချင်းအများနဲ့အတောင်းခံရဘူးလားကျွန်တော်ညံလင်းအောင်ဆိုပြီးကြည့်တယ်တငယ်ချင်းတချင်းနဲ့ဆိုတော့အများနဲ့ဆိုပေးရတယ်ဟုတ်ကဲ့ပါအကိုဟိုတလောကပြိုကလေးအစီအစဉ်တခုမှလည်းပြို presenter လုပ်တယ်လေအဲကြတော့အခလေးလေးကကိုညံလင်းအောင်ဒါ crazy ဖြစ်တယ်တဲ့ဟုတ်ကဲ့အဲ့တချင်းကိုလည်းအရင်ကြိုက်တယ်လို့ပြောတယ်အဲ့ဒီဘောဘယ်လိုခံစားရလဲဒီတချင်းကိုကြာကျွန်တော်အဲ့ရည်ရွယ်ပြီးထုတ်လိုက်တာပေါ့နော်တယောက်ဒီပါလေဒါပေမဲ့တနိုင်ငံလုံးကလေးတွေအစတော့ကျွန်တော်အဲ့ဂျာညတခုမှဖတ်ဒီမြန်မာနိုင်ငံမှာဖတ်မျိုးတရေဒါစပြီးအောင်မြင်တယ်ပထမဆုံး main ကလေးလားမသိဘူးဟုတ်ကဲ့အဲ့ကလေးလေးက၄နှစ်သားမှာတချင်းစဆိုတော့အဲ့တငယ်ချင်းတချင်းတွေကြားထဲမှာပါတယ်ကျွန်တော်လည်းပျော်သွားတယ်ဟိုကလေးရစားလို့လူကြီးတွေရောအကုန်ကြိုက်ကြတယ်ဟုတ်ကဲ့ပါအကိုဒါဝမ်းသာစရာပေါ့နော်ဟုတ်ကဲ့ကိုဒါနဲ့အကိုဒီ IC နဲ့ပထမဆုံးအကိုကိုမှာတီးပြတ်သွားတယ် IC ဝိုင်းရောအကိုအခွေတွေဘယ်လောက်ထိထောက်ပံ့ဖြစ်ခဲ့လဲအကိုထောက်ပံ့ဖြစ်လဲဆိုတော့တော်တော်ကြီးထောက်ပံ့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အသက်တယောက်အနေနဲ့ရောဒီမြန်မာနိုင်ငံမှာဟိုနာမည်အကြီးဆုံးအောင်မြင်ဆုံးဘန်နဲ့စထုတ်ရတဲ့အတွက်90%လောက်ကပြည်သက်လက်ခံလောက်တယ်ဒီဘန်ရဲ့ကြော်ကြားမှုတွေပေါ့နော်ဒါသူတို့လည်းအရန်ဂယူးဆိုင်တယ်ကျွန်တော်အစ်စ်ပဲပဲလေသူတို့သိတဲ့ပုံစံတွေသူတို့တက်တယ်ပေါ့နော်ကျွန်တော်ထပ်အများကြီးသိရပါသူတို့ဆိုသူတို့သိတဲ့ပုံစံကြီးဒီပုံစံဆိုမကောင်းပါသူတို့အဲ့လိုညှိနှိုင်းရပဲလုပ်ရတာဟုတ်ကဲ့ပါအကိုဒီတေးရေးဆရာတွေရဲ့တခြင်းတွေကိုဆိုရတဲ့အခါမှာမှုသွင်းရတာအကိုဆိုရတဲ့အတန်သွင်းရတဲ့အခါမှာအခက်အခဲတွေရှိခဲ့သေးလားအကိုအဲ့လိုအခက်အခဲတော့ရှိတယ်လင်းလင်းသချင်းဒီ series တိုက်တဲ့အသိရှိသူဆိုသူ vocal guide လာလုပ်ပေးရနော်သူတချင်းကြတော့သူပုံစံလေးနဲ့သူ flow လေးတိုင်းဆိုပူလှတာကျွန်တော်ဒီတိုင်းပထမဆိုသေးတယ်မရဘူးသူခေါ်ပြီးတော့ဆိုတယ်ကျန်တဲ့တချင်းတွေကတော့အဲ့လောက်ကြီးမကက်ခဲပါဘူးကျွန်တော်တငယ်ချင်းတွေပဲဖြစ်နေဒီထဲမှာဟိုကိုစော်လက်ကမောင်စော်လက်ကလင်းနှစ်ယောက်ပဲပါသိရှိသူကျန်တဲ့တငယ်ချင်းတွေရေးပေးရဟုတ်ကဲ့ပါအကိုဟုတ်ကဲ့အကို series တိုက်တဲ့တချင်းလေးကလည်းနားထောင်လို့ကောင်းပါတယ်အကိုပရိသတ်တွေလည်းအားလုံးကြိုက်ကြမှာပါအကိုဒါနဲ့လေအကိုဒီအခွေထုတ်တော့အကိုအမှုပညာခီးကိုလည်းစပြီးရှောင်းနေပြီဆိုတော့အကိုမိသားစုရဲ့ပတ်မိုးမှုပါရောပတ်မိုးမှုကအများဆုံးပေါ့နော်အဖေရဲ့ပတ်မိုးမှုအများဆုံးအဖေကဒီကျွန်တော်ထပ်ပို့ပြီးတော့ဟိုစိတ်အားထက်တန်တယ်ကျွန်တော်တော့အဲ့လောက်မထင်တာအဖေကငယ်တည်းကလည်းဝါသနာပါတယ်သူဆိုတော့ဖြစ်ရှင်ကျွန်တော်အရန်ပတ်မိုးတယ်တချို့ကိစ္စတွေဆိုကျွန်တော်မသိဘူးဟိုကျွန်တော်လောမကိစ္စတွေပေါ့နော်ကျွန်တော်လုံးဆရာမလို့အဖေရဲ့အကုန်လုံးလုပ်ပြီးလို့ဗမှုအရန်ကောင်းလို့ဒီအချိန်လေးဖြစ်လာဟုတ်ကဲ့ပါဒါဆိုရင်ငငယ်တုန်းကသူမဖြစ်ခဲ့ရတဲ့အိမ်မက်လေးကိုအကိုစီမှာပတ်မိုးပေးလိုက်တာတဲ့အဲ့လိုပြောလို့ရဟုတ်ကဲ့ပါအကိုဒါနဲ့လေအကိုစောစောကပြောရတဲ့အကိုအဖိုးနဲ့အဖွားတွေကလည်းအမှုပညာမျိုးရိုးပဲလို့ပြောရဲလေအဲဒါသူတို့တွေကရောအကိုရဲ့အောင်မြင်နေတဲ့ဆိုရှင်တယောက်ဘဝကိုသိလားအကိုအဖိုးကကျွန်တော်မမွေးခင်နဲ့အဆုံးသွားဟုတ်အဖွားကတော့ဒီကျွန်တော်ညံလေးအောင်ဆိုဖြစ်လာတော့မှီလိုက်တယ်ဒါပေမဲ့ကျွန်တော်အပြင်ပွဲတွေမဆိုခင်မှာပဲအဖွားဆုံးသွားတယ်ဟုတ်အဖွားအဆိုတော့ကျွန်တော်တချင်းနဲ့ဆိုတယ်အဖိုးကဒီ D1 ပစ္စည်းပဲထောင်းတာအဖွားဒီလိုဖြစ်လာတော့ဟိုဝမ်းတာတာပေါ့နော်အဖိုးကကျွန်တော်အဆိုတော့ဖြစ်ချင်တယ်သူကအတန်သိမကောင်းလို့အဖိုးဆက်တွေပါတက်ဆိုင်အဲ့လိုဆိုတယ်ပြောတယ်အဖွားအဲ့တော့အဖိုးဝင်စားဆိုပြီးကျွန်တော်လို့ဖြစ်အောင်ကြိုးစားခိုင်းနေကြတယ်ရတယ်ဟုတ်ကဲ့ပါအကိုဒါဆိုရင်အကိုအဖွားရဲ့တခြင်းတွေကိုအကိုနားထောင်ဘူးလားငယ်တော့ကတော့အဲ့လို TV ပဲလာတယ်ရေဒီယိုတွေလာတယ်အဲ့အခုဒီနောက်ပိုင်းကိုအမေတို့ပြန်ပြောပြပါနော်တက္ကသိုလ်လက်ပြန်ဆိုတယ်အချစ်တွက်ဆိုဆုံးဝင်တယ်ဆိုတဲ့ချင်းဟုတ်ကဲ့ကိုဒါဆိုရင်အခုရောညရီကြည့်ရှုနေတဲ့ပရိသတ်ကြီးကိုအကိုတတိယတစ်ပုတ်အနေနဲ့
ဘယ်လိုခီတခီကိုဆက်သွားဖို့စီစဉ်ရှိလဲကို တတိယတစ်ပုတ်ကိုတော့ပြောသလိုနေလိုက်တော့ဆိုချင်တယ်ဟုတ် ပြောဘလို့နေလိုက်တော့ဟုတ်ကဲ့ကိုတေးရအောင်အကို တေးရဝေလ ဝေလာဟုတ်ကဲ့ပါအကိုအဲ့တချင်းလေးဆိုတော့ရောအမှတ်တရအဲ့လိုအခက်ခဲလေးရောရှိသေးလား VCD ရိုက်တုံးကပဲဖြစ်ဖြစ်ပေါ့ VCD ရိုက်တုံးကတော့ပထမဆုံးစရဲတချင်တော့ကိုမိုက်ကမင်းမော်ကွန်းရယ်ဖွဖွရယ်ဟုတ်အဲ့တော့စိန်လန်းဆိုပြီးမှရိုက်နော်အဲ့စသွင်းတော့ကျွန်တော်အခုနောက်ထွက်မဲ့အခွေပေါ့နော်ဒဇိန်းလူဆိုတာ ဟုတ်ကဲ့ကို အဲ့တချင်းနဲ့ကျွန်တော်ဘယ်ဟာထည့်ရမှမသိဘူးဒါမှအဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာဟိုခံစားနေရတာလေအဲ့တချင်းပို့တယ်လို့ဖြစ်အဲ့တချင်း feeling နဲ့တိုင်နေလို့ပေါ့ဟုတ်ကဲ့ပါဒါဆိုရင်ဒါလည်းခံစားချက်နဲ့တိုင်နေတဲ့တချင်းလို့ပြောလို့ရတာပေါ့နော်ဟုတ်ကဲ့ပါအခုတလောရှိုးပွဲတွေများနေမှာပေါ့ ရှိုးဝဲရှိရဒီလာပိုင်းဘန်ကောက်ပွဲတစ်ခုရှိတယ်။နောက်ကျွန်တော်ညီစီလိုက်သွားမလို့စင်ကို10ရက်လောက်ထွက်သွားရှိတယ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ကိုဒါဆိုအလဲပတ်ခီးစဉ်ရှိရပါပေါ့ဒါနဲ့အခုလေမီဒီယာလောကပို့ပြီးတော့ကျေပြန်လာတယ် TV channel တွေဆိုလည်းအများကြီးပေါ်လာတယ်အဲ့ဒီအတွက်အကိုတို့ပရိသတ်နဲ့လည်းပို့ပြီးထိတွေ့ခွင့်တွေပို့ရလာတယ်လေအဲ့ဒီပေါ်ဘယ်လိုထင်လဲအကိုအဲ့ပေါ်အများကြီးပြောင်းလဲလာတိုးတက်လာပါတော့ကျွန်တော်တို့လည်းပရိသတ်နဲ့ဟိုတိုက်ရိုက်ဆိုဒီမီဒီယာတွေအကြောင်းပဲကျွန်တော်ပရိသတ်နဲ့တိုက်တွေ့ဆုံနေတာနော်များများပေါ်လာတယ်ကောင်းလေပေါ့ဒီတက်လည်းပို့ပြီးအများဒီတက်အများကြီးဖြစ်စေချင်ဟုတ်ကဲ့ပါအကိုအခုအခွေထွက်ပြီးသွားပြီဆိုတော့ပရိသတ်ကလည်းအကိုကိုညံလင်းအောင်ဆိုတာလူတိုင်းကတည်နေပြီအဲ့ဒါတော့အကိုရဲ့ပရိသတ်တွေရောအကိုဘယ်လိုတွေအကြံပြုစာတွေပို့ပြီးလဲအကြံပြုစာရအမျိုးမျိုးပေါ့နော်ဝေဖန်တာတွေရောအကြံပေးရတယ်ကောင်းပါတယ်အားလုံးလက်ခံပါတယ်လို့ကျွန်တော်အခွေမထွက်သေးဘူးလားလို့ဟောကျွန်တော်ဒီတခွေရဲကိုတခွေရဲထွက်သေးတော့ပြိတ္တနောက်ခွေလည်းစောင်းနေကြတော့အမြန်ဆုံးဒုတိယခွေပြီးအောင်ကျွန်တော်လက်စားတက်နေပါတယ်လို့ဟုတ်ကဲ့ပါအကိုဟုတ်ကဲ့ရှင်အကိုဒါဆိုရင်အခုတပုတ်ကြတော့ပြိတ္တကျိုးဘယ်လိုသချင်းလေးဖွင့်ကြပေးကြလဲအကိုဒီတစ်ခါကျွန်တော်ကြိုးမမြင်ကျင်တော့နာကများဆိုတဲ့သချင်းလေးဟုတ်ကဲ့အကိုဒီသချင်းလေးအရန်ကောင်းပါတယ်ကိုရပြီပြိတ္တတွေလည်းအကိုတစ်ခွေလုံးအားလုံးသဘောကျပြီးသားဆိုတော့ထပ်ပြီးတော့နားထောင်ရတော့ပိုကောင်းလာတာပေါ့နော်ဟုတ်ကဲ့ဒါဆိုအကိုကျတို့ဒီသချင်းလေးနဲ့ပဲအကိုရဲ့ဂီတဂီတဲ့အပိုင်း1ကလေးပြီးတော့ပြိတ္တကြီးကိုနှုတ်ဆက်လိုက်ရအောင်နော်ဟုတ်ကဲ့ပါအကိုနောက်ထပ်အပိုင်း2မှာမြရီပြိတ္တကြီးနဲ့ပြန်ပြီးတော့တွေ့ဆုံမှုအတွက်နှုတ်ဆက်ပေးပါအောင်ကိုဒုတိယပိုင်းကိုစောင့်မျှော်အားပေးကြပါအောင်လို့မြရီပြိတ္တကြီးဟုတ်ကဲ့ပါရှင်မြရီ Music Channel ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးကိုညံလင်းအောင်ရဲ့ဂီတခီးစဉ်အပိုင်း2မှာပြန်လည်ဆုံတွေ့ဖို့မိပါမယ်ရှင်ဘာမြည်ကြီးအားအချင်းများနဲ့ပေးစံနေအောင်မယ်ဂီတခီးတဲ့ Oh ဂီတခီးတဲ့